Changami ကျနေတဲ့ brother တို့အတွက်ဒီနေ့မှာတော့ item စနစ်နဲ့ link ဘယ်လိုထည့်ရမလဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်။အခုဒီ Changami တို့တစ်လည်နေရညီကိုတွေခင်းရမှာတွေ့ရသေးလို့ကျွန်တော်ဒီဗီဒီယိုလိုရခြင်းဖြစ်ပါတယ်။ဒီဗီဒီယိုကြည့်ပါလို့ရှိရင်တင်ရချောင်းကို project ကြကန်တတ်မှာဖြစ်တယ်။ပွဲစားပြီဆိုတာနဲ့အရင်ဆုံး enemy မရောက်ခင်ကိုကခြုံနဲ့အရင်ရောက်ပြီးတော့ဥထားမှာဖြစ်တယ်။အလားဆောင်ကြည့်ပြီးတော့ enemy အခြေအနေဘာမှမမြင်အောင်ဆိုရင်ထွက်ပြီးတော့ရှင်းလိုက်ပါဒါပေမဲ့အရှိရခြုံမှုထဲမှာ aura ရှိနေတယ်ဆိုတော့ကျွန်တော်သိတယ်ဗျာ aura ရှိလဲခွေအရင်ထွက်ရှင်းလိုက်သူပေးတဲ့ damage တွေကိုစပက်နဲ့ရှောင်ပြီးတော့သူ့ damage အရင်ပေးလိုက်ပြီးလို့ရှိရင်နောက်တစ်ခရီးသက်မလာခင်ဒီဘက်လေးကိုရင်ရအောင်စားရမယ်ဗျာအစားတဲ့ခါကျရင်စပက်ကိုသေးသေးချာချိန်သုံးမှုတန်ပေးခြင်းနဲ့တစ်ဖက်က enemy ကဘက်ကိုစားဖို့အတွက်စပက်ကိုချိန်ပြီးတော့စောင်းနေအောင်လင်းကဗသားပြီးဆိုတာနဲ့အလဲလင်းကခရီးကိုတောက်ရှင်းဖို့အတွက်အလဲလင်းကိုတက်သွားမယ်ခုလို creation ပြီးရင်တမ်းပြီးဘက်ပါတမ်းပြီးမဘက်ပဲစိတ်နေမဲ့ဆိုရင် enemy ဘက်ကကိုဖိန်ချသွားပါလိမ့်မယ်ဒီညမှာကိုက EAB ဖြစ်တဲ့အတွက်ကြောင့်မေးကိုအရင်ဆုံးတွေးလျှော့မယ်ပြီးလို့ရှိရင် AAC လေးပဲပြန်ထွက်လာရမယ်ညမှာသူကြည့်လိုက်ဗျာ enemy ဘက်ကမေးရတယောက်တည်း creation နေတာကျွန်တော်က AAC လေးပဲ skill 1 သုံးနဲ့ enemy နဲ့သုံးပြီးတော့တတ်တယ်ဗျာ AAC ပဲဒီညမှာဆိုလဲဗျာအလဲလေးမသွားရင် enemy ဘက်ကချောင်းက create ကိုရှင်းဖို့အတွက်စောင့်နေတာကျွန်တော်ကလေ AAC လေးပဲ scale လေးသုံးပြီးတော့သူ enemy လေးနဲ့ surprise flicker လေးနဲ့သုံးပြီးတက်ပြီးတယ်ဗျာဒီရှော့ပဲမှာမင်းကငါရှိမှာစားတော့တက်ပြန်နေရဦးဒီကောင်အောင်လေးကြကျင်တရားလူပါရီရောက်ကန်နေကျွန်တော်ကလည်းဘယ်ရမယ်လူပါရီရောက်ကန်နေကျွန်တော်ကလည်းသူ့ပြန်ပြီးတက်ပြီးတယ်ဗျာအေးအေးအေးပွဲတက်နေတဲ့ချိန်ညရင်ဘာမှမကြည့်ပဲနဲ့အနီဘက်ကပတ်တဲ့ကလုံးပိတ်ထားပဲဗျာမြန်မာဗျာအနီဘက်ကခြောင်းကမြန်မာလူလင်းရှင်းနေကျွန်တော်ကလည်းတတရာပဲစကေတူနဲ့ဝင်ပြီးတော့အဲ့ဒီမြစ်သုံးပြီးတော့တက်ပြီးတယ်သူပြေးသွားတယ်ဗျာဒီမှာလည်းခြောင်းကတယောက်တည်းဖြစ်နေတာကျွန်တော်ကလည်းအဲ့ဒီမဲ့သုံးပြီးတော့တက်ပြီးလိုက်ဗျာဒီနေရာမှာဗျာအင်ဘက်ကကျွန်တော်စူပါမန်လို့တော့ဗျာကြည့်အောင်မိုဘိုင်းရောက်ကန်နေကျွန်တော်လည်းပြန်ကန်ပြီးတော့သူ့ပြန်ပြီးတက်ပြီးတယ်အကောင်ပြန်လဲဆိုတော်များနေပြီဗျာဒီနေရာမှာလည်းကြည့်ပါအောင်ဗျာချောင်းကအင်ဂျလာကြီးပူပြီးတော့ထွက်ပြေးနေတယ်ကျွန်တော်ကလည်း AAC လေးပဲအဲ့ဒီမဲ့တော့ပြီးထပ်တက်ပြီးတယ်ဒီကောင်ဟိုမှာရှာကုတ်တယ်အင်ဂျလာချုပ်တယ်ပြီးလဲပြီးတော့ဘာလို့လဲဖြစ်သွားလဲဆိုတော့ aura တက်လို့ပြီးသွားပါတယ်ဒီ item တွေကလည်းကျွန်တော်ဒီနေ့ပွဲမှာသုံးတဲ့ item တွေဗျာပွဲတာရင်အခုလိုမျိုး damage only ဆိုတာပို့ပြီးတော့ကောင်းနေစီအချောင်းတော့ကကြဒီမှာလည်းပတဲဖြစ်လို့ကျွန်တော်ကအင်ဂျလာကိုအရင်တက်ပြီးလိုက်တယ်ဒီညမှာဗျာအနီဘက်ကချောင်းကိုပဲတတ်နာလိုက်ဗျာကြည့်ခဏခဏသေးတယ်ကျွန်တော်အခုထပ်တက်လိုက်တယ်ဒီလောက်ရတဲ့ညမှာဆိုရင်လည်းကျွန်တော် EAB ဖြစ်တဲ့အတွက်ကြောင့် hyper ကိုကြည့်ပြရတဲ့အတောင်းဖြစ်တယ်ဗျာဒီညမှာဗျာမာရှာနဲ့ချောင်းကဒီလောက်ယူဖို့တော့ဝင်လုံးမယ်ဆိုတာကျွန်တော်သိတယ်ဗျာအဲ့ဒီတော့ကြောင့်ဘာလုပ်လဲဆိုတော့ကြည့်လိုက်ဗျာမာရှာကိုကျွန်တော် damage shot တယ်ပြီးလေပြီးတော့အကောင် element နဲ့ flicker နဲ့ပေါင်းမိလိုက်တယ်ဒါပေမဲ့ကျွန်တော်ကံခွင့်မရလိုက်သေးသွားတယ်ဗျာအဲ့လိုနေပဲဗျာကျွန်တော်နိုင်သွားတယ်ပေါ့ဗျာအဲ့လာဗျာဒါပဲ